24နာရီအမြဲတမ်းအသိရှိသည်တကယ်အရေးကြုံရင်ပုံလေးသာဆက်လိုက်ပေါ်ကူညီဖို့အတွက်သိရှိသည်အနိုင်မဲ့တိမ်ပကြီးပရာဟိတတင်ကြီးပရာဟိတတင်ကြီးဖြစ်ပါသည်24နာရီအမြဲတမ်းသိရှိသည်တကယ်အရေးကြုံရင်ပုံလေးသာဆက်လိုက်ပေါ်ကူညီဖို့အတွက်သိရှိသည်အနိုင်မဲ့တိမ်ပကြီးပရာဟိတတင်ကြီးပရာဟိတတင်ကြီးဖြစ်ပါသည်တွေ့လို့အတ္တနာတွေ့ရဖို့အတွက်ကူညီမည်ရေးပေါ်လူနာများချိန်မီသက်ခဲ့မည်တဘာဝပြီးအန္တရာယ်များကြုံလာရင်လေအသက်ကိုမနာနာမထားစွန်စားကူညီမည်နိုင်မဲ့တိမ်ပကြီးအနိုင်မဲ့တိမ်ပကြီးဒီရထနာသည်မင်္ဂလာတုံမြို့နယ်အနန္တရက်ွယ်မှာအနန္တရက်ွယ်မှာရှိပါသည်နိုင်မဲ့တိမ်ပကြီးအနိုင်မဲ့တိမ်ပကြီး